တိုင်းနိုင်ငံများအတွက်ဆုတောင်းခြင်းအာမေးနီးယားနိုင်ငံအတွက်ဆုတောင်းပါဟေရှာယအနာဂတ်ကျမ်းအခန်းကြီး40အငယ်1တင်တို့ဤဖျားသခင်မိန့်တော်မူသည်ကငါဤလူတို့ကိုနှစ်သိမ့်စေကြလောနှစ်သိမ့်စေကြလောအာမင်ဆုတောင်းကြပါစို့ဟိုးအဖထာဝရဖျားကိုရောဤနာမတော်နှင့်ဂုဏ်တော်အပေါင်းကိုချီးမွမ်းကြပါ၏နှိမ့်ချစွာဖြင့်အာမေးနီးယားနိုင်ငံအတွက်ကိုစားပြုဆုတောင်းကြပါသည်အိုးထာဝရဘုရားထိုနိုင်ငံ၏ပြင်းမာမိခဲ့သောအပြစ်များတို့အားကိုစားပြုဝင်ချတောင်းပန်ကြပါ၏အာမေးနီးယားနိုင်ငံရှိပြည်သူပြည်သားများသည်ဘုရားသခင်၏မေတ္တာတော်အပေါ်မှာအလွန်သိသာထင်ရှားသောနိလန်းများဖြင့်တွေ့ကြုံခံစားရစေရန်ဝိညာဉ်တော်ဘုရားမဆာတော်မူပါနိုင်ငံတော်၏အစိုးရအဖွဲ့သည်ဘုရားသခင်၏မဟာစီခိုင်းချက်ကိုနိုင်ငံ၌လှုပ်ဆောင်နိုင်ဖို့ရန်ထိုသူတို့၏နှလုံးသားကိုရေချောင်းကဲ့သို့လှဲ့တော်မူပါဖာ။အိုးအဖဖျားဝေဒနာခံစားနေရသောသူများကိုအမှုတော်ဆောင်သည့်သာသနာလုပ်ငန်းအတွက်လိုအပ်သောဝိညာဉ်တော်စုကျေးဇူးများဖြင့်လှုပ်ဆောင်လျက်ဘုန်းတော်ထင်ရှားစေရန်ကူညီမဆာတော်မူပါလှုပ်ဆောင်ဆက်ကပ်ကြသောသူများအားဉာဏ်ပညာနှင့်ကောင်းကြီးမင်္ဂလာကိုချပေးသနာတော်မူပါအဖာထိုသာသနာကိုဥဆောင်နေသောအမှုဆောင်နေသည့်ဆရာမနှင့်ကမ္ဘောဒီးယားထိုင်းဗီယက်နမ်နှင့်အီရတ်နိုင်ငံရှိသူမ၏မီနစ္စထရီများအပေါ်တန်ရှင်းသောဝိညာဉ်တော်တကူတော်တက်ရောက်ခြင်းဖြင့်တိုးတက်ပြန့်နှံ့လျက်ဘုန်းတော်ထင်ရှားပါရန်ကူညီထောက်ပံ့ပေးပါမည်အကြောင်းသခင်ယေရှုနာမ၌ကျွန်ုပ်တို့ဆုတောင်းကြပါ၏အာမင်